တော့ creamy မဟုတ်ချင်ဆက်တော်ချင်တယ် Hello အားလုံးမင်္ဂလာပါ Sorry White Page ကမဲ့ခိုင်ပါမဲ့ခိုင်ကို Here High ဆိုတဲ့ဆိုင်ကိုရောက်နေတယ်အဲ့ဆိုင်ကတော့ခနန်းသားထမင်းကြော်နဲ့စီးဖူးတွေကောင်းတဲ့ဆိုင်လေးပေါ့နော်သူကလည်း juicy ရတဲ့ဆိုင်မှာအနောက်မှာလူတိုင်းတွေ့ရနော်မဲ့ခိုင်တို့ကတော့4နာရီလောက်ကကွာဆိုင်ဆောက်ခွင့်တွေကနေပြီးတော့မဲ့ခိုင်တို့လာပြီးတော့စောင့်နေတဲ့အတွက်ရှေ့မှာ2ယောက်လောက်ပဲစောင့်ရတော့မယ်2ဝိုင်းပေါ့နော်2ဝိုင်းလောက်ပဲစောင့်ရတော့မယ်နောက်မှလည်းစီနေသေးတယ်အထက်ရောက်လို့ရှိရင် menu တွေထပ်ပြပါမယ်လိုက်ကြည့်ပြီနော်နဲ့ချူမှာထားတာတွေကမရောက်သေးဘူးเนาะဆောင်းလာဒီမှာအရွက်ကြော်ရလို့အရွက်ကြော်ရင်စားကြမယ်သူတို့စောင်းရပွဲတွေရတယ်လေရှေ့မှာမရားနဲ့ grab တွေနဲ့ပေါ့လေဘူးညံတော့ပဲဒါလေးကပစုံလေးပြီးဒီမှာ scallop စားမယ် scallop ကိုလည်းသူအဆက်ကလေးနဲ့ပေါ့နော်သူတို့ပေးလိုက်ကင်းမစုံအဲ့သူကတက်ကိုကြောင်းနန်းလေးကတော့မှုေးနေရပဲတော့ scallop မြည်ကြည့်ပါမယ်ဒါရတာနည်းနည်းလေးရပတ်ပေါ်သွားလားနည်းနည်းဆက်ဆက်ကလေးပေါ့နော်ညာဆက်ရတာလေးပေါ့နော်ဒါလေးကကင်းမစော်လေးပါအရင်ကောင်းတယ်ကင်းလို့အရင်ကောင်းတယ်စိုက်ကိုကြည့်လိုက်အောင်မကြည့်အကြီးပဲနော်အိစက်ငယ်ချင်းတွေစားကြကောင်းလိုက်တာဆိုတာကောင်းမွန်တော့မကနန်းသားတွေနော်နန်းသားတွေစားမယ်ခွေးကြိုင်တော့ဟိုဒီမှာကနန်းသား omelet လည်းရပြီအရန်ကောင်းမွန်တော့ကျက်ဥကိုမှဒီမှာခနန်းသားတွေအများကြီးနဲ့ကောင်းမွန်တော့အဲ့ဒါကိုမဲ့ကင်ဘယ်လိုစားမလဲဆိုတော့ဒီမှာဒီခါကျတော့ကျက်ဥကြတော့နည်းနည်းလေးအီမယ်ကွာအချင်းလေးနဲ့ကနန်းသားအရင်ကောင်းတယ်အဲ့ကနန်းသားမရှယ်လေးမှာတော့သူကတော့ဇက်တိုက်ကိုရတာ2020ကနေစပြီးဇက်တိုက်ရတာဆိုတော့9နှစ်ဇက်တိုက်ပေါ့နော်ကြည့်ပြီးဒီမှာကနန်းသားထမင်းကြော်ခုမှမြည်ရပါမယ်ဘာလို့ဆိုတော့တခြားဟာတွေမြည်နေရတယ်သူ့ဟာမမြည်ရဘူးပေါ့နော်သူကမီးသိနေတာပေါ့နော်တကယ်လို့ရပါဘယ်ဟိုလေမီးမြိုက်တဲ့အနံလေးပြရတယ်ကောင်းတယ်
ဒါကတော့မဲ့ကန်တုံရမ်းစုမာထားပါတော့တုံရမ်းစုကတော့သူကတော့ creamy မဟုတ်ဘူးချင်ဆက်တော်ချင်တယ်တော်ချင်ပါတယ်တော်ချင်တယ်အချင်းမစားရင်တော့ recommend မပေးဘူးမှာပစုံစားမယ်ပစုံလည်းလက်တယ်တော့အကုန်လုံးကောင်းတယ်အဲ့မှာမင်းကအကြိုက်ဆုံးပြောမှဆိုလို့ရှိရင်တော့ crab omelette အဲ့ဒါအကောင်းဆုံးပဲသူ့ရဲ့ခနန်းသားကပို့ပြီးတော့နူးဤတယ်ဒီအထဲမှာပေါ့နော်ဒီ crab fried rice ထဲမှာကြတော့ထမင်းကပိုကောင်းတယ်ခနန်းသားထက်လေဘာလို့ဆိုတော့ပုံမှန်ကွာကိုယ်တရေုံဆိုင်တွေမှာစားရတယ်အဲ့လိုဒီသင်းနှံလေးအဲ့ဒါမျိုးရတယ်အရင်ကောင်းတယ်ဟုတ်တယ်စေဖို့ရှင်လေးနဲ့စားရမယ်နော်ဒါကိုကင်းမစို့စားပါမယ်ဟုတ်ရောနီးကပ်ပြဆောင်းအကျိုးနဲ့တယ်လုံးဝတကယ်ဆောင်းအကျိုးနဲ့တယ် recommended ပါ highly recommended ပါစောက်စားပါမယ်စိတ်ကြည်နေမှုရသွားပြီအရန်စားကောင်းတယ်ဒီဆိုင်ကိုတော့ recommend ပေးတယ်အားစားကြည့်ပါစိတ်မှုကြိုက်တယ်ဆိုလို့ရှိရင်တော့ခဏန်းသားကတော့အကောင်းဆုံးပေါ့နော်ဒီဆိုင်မှာခဏန်းသားကိုတော့စားတင်တယ်ကဲဒါဆိုရင်နောက် vlog တင်မှာပြန်ဆုံးပါမယ်အားလုံးပဲ bye bye